ဒီနေ့မှာမိခင်ရဲ့မွေးရမြေကိုစွန့်ခွာအမိနိုင်ငံကိုစွန့်ခွာပြီးတော့တနေ့တည်းကြီးနိုင်ငံရခြားမှာဒါရောက်လောက်ကန်စီးပွားရှာနေကြတဲ့သူတွေကိုရည်ရွယ်ပြီးတော့ဦးဇင်းတို့တရားလေးနဲ့ငယ်ပြောလိုပါတယ်ဒီတရားလေးရာဆိုရင်ဓမ္မပဒမှာလာတဲ့ဘာသာလေးတစ်ခုကိုရည်ညွှန်းပြီးတော့ပြောခြင်းပဲဖြစ်ပါတယ်မိခင်ဖခင်တို့ဟာဒီနေ့တစ်ချိန်မှာရောက်ရှိနေကြတဲ့သားသမီးတွေမိမိတို့ရဲ့ရွှေမျိုးမိတ်တင်ကဟာပေါင်းတို့အားမိမိတို့ရဲ့မွေးရမြေကိုပြန်လာခြင်းကိုအလွန်နှစ်သက်မျှော်လင့်တောင်းတလေးရှိပါတယ်ထိုအခါမျိုးမှာတကယ်လို့များနိုင်ငံရခြားနေမိမိတို့ရဲ့မွေးရမြေမိခင်ဖခင်တို့စီကိုပြန်လာပြီဆိုရင်မိမိတို့ကိုချစ်ကြွဝင်ကြသူချစ်ခင်ကြသူတို့နဲ့မိခင်ဖခင်တို့ဟာဆိုရင်အင်မတန်မှသူတို့တရားထံကိုပြန်လည်ရောက်ရှိလာတော့သားသမီးတို့နဲ့အတူမိတ်ဆွေအပေါင်းအသင်းတို့ဟာတွေ့ရ၍ဝမ်းသာကြည်နူးမှုများစွာဖြစ်ကြပါတယ်။ဒါကြောင့်မလို့ဓမ္မပဒမှာဆိုရတဲ့စကားလေးကစိရဘဝတေပုရိတံဒုရတောသုတိမာဂတံညာတိမိတ္တာသူဣဇာစအဘိနန္ဒန္တိအာဂတံဒီကထာလေးရဲ့အဓိပ္ပာယ်ကကြာမြင့်စွာကွက်ကွာနေခဲ့ကြသည်ဖြင့်ရဝေးကနေပြီးတော့စိတ်ချမ်းသာကိုယ်ကျမ်းမာစွာနဲ့ပြန်လာတဲ့သူကိုမြင်ကြတွေ့ကြရပြီးမိမိတို့ကိုချစ်ခင်ကြတဲ့ဆွေမျိုးမိတ်ဆွေချစ်ခင်ကြသူချစ်ကြွဝင်ကြသူတို့ဟာပြန်လာခြင်းကိုနှစ်သက်ဝမ်းမြောက်ကြတယ်လို့ဆိုပါတယ်။ဒါကြောင့်မလို့ဘလောက်ပဲအလုပ်တွေရှုပ်နေပါစေဘလောက်ပဲအလုပ်ကိုင်နေဖြစ်နေပါစေမိမိတို့ကိုမျှော်လင့်တောင်းတနေသူတို့ကမိမိရဲ့မိုးရမြေဇာတိနယ်မြေမှာမိမိတို့ကိုဆောင်စားမျှော်လင့်ပြီးတော့တောင်းတနေရတယ်ဆိုတာမမေ့သင့်ပါဘူး။ဒါကြောင့်မိမိတို့ကိုမျှော်လင့်တောင်းတနေသည်ရှိသေးတယ်ဆိုတာသတိရဖို့ဒီတရားလေးဖြင့်သတိပေးလိုက်ခြင်းပဲဖြစ်ပါတယ်။